Mufti Zafar Ahmed Official Channel. أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا بني إسرائيل اذكروا نعمتي التي أنعمت عليكم وأوفوا بعهدي أوف بعهدكم وإياي فارهبون وآمنوا بما أنزلت مصدقا لما معكم ولا تكونوا أول كافر به ولا تشتروا بآياتي ثمنا قليلا وإياي فاتقون ဆူရာဘဂရာအာယတ်နံပါတ်39ထိပြောပြီးသွားပြီအခုအာယတ်နံပါတ်40ရနေစပြီးတော့မှအလ္လာဟ်ရှင်မြတ်ကဘာတွေမိတ်နေတယ်ဆိုတော့ဒီရူကူပေါ့ဒါရူကူနံပါတ်4ကိုရောက်သွားပြီအပိုင်း4ဖြစ်သွားပြီပေါ့ဂါန4ခုမြောက်ရောက်ပြီအဲ့ဒီဂါန4ခုမြောက်မှာအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှဘသူတွေအကြောင်းပြောနေလဲဆိုတော့ဗနီအစ္စရာအီးလို့ခေါ်တဲ့အစ္စရေးလူမျိုးတွေပေါ့အစ္စရေးလူမျိုးတွေရဲ့အကြောင်းကိုအစ္စရေးလူမျိုးတွေကိုအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှအစပိုင်းမှာဘယ်လိုပုံစံမျိုးနဲ့သူတို့ကိုချီးမြှောက်ထားတယ်ကဘာတစ်ခုလုံးမှာသူတို့ဒီအမွန်မြတ်ဆုံးသောလူမျိုးတွေဖြစ်တယ်ဘာသာဝင်တွေဖြစ်တယ်အဲ့ဒီတော့ကြောင့်အလ္လာဟ်ရှင်မြတ်ကသူတို့ရဲ့မျိုးရိုးစင်ဆက်ထဲမှာနဗီပေါင်း4000ကျော်အလ္လာဟ်ရှင်မြတ်ကနေဆေလွတ်ခဲ့တယ်အဲ့တော့နဗီပေါင်း4000ကျော်ဆိုတာဖအေးပြီးရင်တာပြီးမြည်ပြီးရင်မြစ်အဲ့ဒီလိုဇက်တိုက်အဲ့လိုပြီးရင်ဦးလေးကလည်းနဗီနောက်ပြီးနောက်ထပ်ဦးလေးဘက်ကလည်းအမေဘက်ကဦးလေးလည်းနဗီအဖေဘက်ကဦးလေးလည်းနဗီဆိုတဲ့အဲ့ဒီလိုပုံစံမျိုးတွေနဲ့အလ္လာဟ်ရှင်မြတ်ကနေဒီအစ္စရေးလူမျိုးတွေကိုအလ္လာဟ်ကချီးမြှောက်ထားခဲ့တယ်အဲ့ဒီလိုချီးမြှောက်ထားခဲ့ပြီးမဲ့သူတို့ဟာအလ္လာဟ်ရဲ့အမိန့်တွေကိုမဖီမျိုးဖီဆန်ခဲ့ကြတယ်အဲ့တော့ဖီဆန်ခဲ့ပြီးတော့မှသူတို့တမန်တော်လာတဲ့အချိန်မှာတမန်တော်လာတာတော့နောက်မှလာအရင်နဗီတွေလာပြီဆိုတဲ့အခါမှာလည်းပဲသူတို့မျိုးနွယ်ဝင်တွေကနဗီတွေလာတယ်အဲ့ဒီလိုအစ္စရေးလူမျိုးတွေကနဗီတွေလာတာတော့မှသူတို့ဟာအမိတ်နာခံမှုတွေမလုပ်ကြဘူးနဗီကဒီလိုပြောရင်ဟိုလိုလုပ်တယ်ဟိုလိုပြောရင်ဒီလိုလုပ်တယ်ပုံစံအမျိုးမျိုးနဲ့စောရကတက်တယ်စောရကတက်ခြင်းဆိုတာကတော့အစ္စရေးလူမျိုးတွေရဲ့ဒါသူတို့ရဲ့အသွေးအသားထဲမှာကိုယ်ကစိတ်ဝင်နေတဲ့အရာပဲပြီးလို့ရှိရင်အလ္လာဟ်ဘက်ကနေပြီးတော့မှသူတို့အချင်းချင်းမတက်ဖြတ်ကြနဲ့အချင်းချင်းပြည်နေနံပေးတာတွေမလုပ်ကြနဲ့သူ့နယ်ကငါမောင်းထုတ်ငါနယ်ကသူမောင်းထုတ်အဲ့လိုမျိုးမလုပ်ကြနဲ့ဆိုပြီးမှားထားတယ်အဲ့လိုမျိုးအမိန့်တွေချပေးခဲ့တယ်နဗီတွေကဒါပေမဲ့သူတို့တွေအားလုံးအဲ့ဒါတွေကိုကျူးလွန်ခဲ့ကြတယ်အဲ့တော့ဒီအစ္စရေးလူမျိုးဆိုတာကဘယ်ကနေဘယ်လိုဖြစ်လာတာလဲဘယ်ကနေဘယ်လိုဖြစ်လာတာလဲဆိုတော့တမန်တော်အီဘရာဟိမ်အလိုင်ဟိဆလမ်ကသားနှစ်ယောက်မွေးတယ်တစ်ဖက်မှာဟာဇရတ်ဆာရာနဲ့ရတဲ့ဟာကဟာဇရတ်အစ္စဟာက်အလိုင်ဟိဆလမ်မွေးတယ်ပေါ့အစ္စဟာက်ကိုခရစ်ယာန်ဘိုင်ဘယ်ကျမ်းထဲမှာတော့အီဘရာဟိမ်ကိုအီဘရာဟမ်လို့လည်းခေါ်ကြတယ်ပြီးတော့အီဘရာဟိမ်အလိုင်ဟိဆလမ်ကနေမွေးလာတဲ့သားထဲမှာအစ္စမာအီလ်နဲ့အစ္စဟာက်ဆိုပြီးရှိတယ်အဲ့ဒါအစ္စဟာက်ကိုကြတော့ဘိုင်ဘယ်ကျမ်းထဲမှာအိုက်ဇက်ဆိုပြီးတော့မှလည်းအဲ့ဒီလိုတွေခေါ်ကြတယ်တစ်ဖက်မှာအစ္စမာအီလ်အလိုင်ဟိဆလမ်ရှိသေးတယ်အဲ့ဒီအစ္စမာအီလ်အလိုင်ဟိဆလမ်ကိုတော့ဗနီအစ္စရာအီလ်ကဒီအစ္စရေးလူမျိုးတွေကဘယ်တော့မှအတိမမပြုဒါအီဘရာဟိမ်အလိုင်ဟိဆလမ်ရဲ့သားဖြစ်တယ်ဆိုတာလောက်ပဲသူတို့ကလက်ခံတယ်ပေါ့အဲ့တော့ဒီအစ္စဟာက်အလိုင်ဟိဆလမ်ကနေပြီးတော့မှတမန်တော်ယာကူဘ်အလိုင်ဟိဆလမ်ကိုထပ်ပြီးတော့မွေးတယ်ပေါ့ယာကူဘ်ကိုဘိုင်ဘယ်ကျမ်းထဲမှာတော့ယာကုပ်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးခေါ်တယ်ဓမ္မသစ်တို့ဓမ္မဟောင်းတို့ကျမ်းတွေထဲမှာတော့ဒီကတော့ဓမ္မဟောင်းကျမ်းထဲမှာတော့ယာကုပ်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးခေါ်တယ်ပေါ့အဲ့တော့ဂျက်ကော့အင်္ဂလိပ်လိုရေးရင်ဂျက်ကော့ဆိုပြီးတော့မှလည်းအဲ့ဒီလိုမျိုးတွေရေးတယ်အဲ့တော့ဒီယာကူဘ်အလိုင်ဟိဆလမ်ကိုဟီဘရူဘာသာစကားနဲ့သူ့ရဲ့ဘွဲ့ရူးကဘယ်လိုခေါ်တယ်လဲဆိုလို့ရှိရင်အစ္စရာအီလ်ဆိုတဲ့စကားလုံးကဒါဟီဘရူဘာသာစကားအစ္စရာနဲ့အီလ်နဲ့နှလုံးပေါင်းထားတာအစ္စရာရဲ့အဓိပ္ပာယ်အာဘဒ်အလ္လာဟ်ရဲ့အာဘဒ်ရဲ့အဓိပ္ပာယ်ကျေးကျွန်အီလ်ရဲ့အဓိပ္ပာယ်ကတော့အလ္လာဟ်အဲ့တော့အစ္စရာအီလ်ဆိုတော့အလ္လာဟ်ကျေးကျွန်အာဘဒူလာဆိုပြီးတော့အာရဘီလိုနာမည်တက်ရင်အာဘဒူလာဆိုပြီးခေါ်တယ်ဗမာလိုပြောရင်အလ္လာဟ်ရဲ့ကျေးကျွန်အဲ့တော့အလ္လာဟ်ရဲ့ဒါကျေးဇူးတည်တတ်လာတော့ကျေးကျွန်ဆိုတဲ့ဒီလိုအဓိပ္ပာယ်တက်ရောက်တယ်ပေါ့အဲ့တော့အစ္စရာအီလ်ဆိုတာတမန်တော်ယာကူဘ်အလိုင်ဟိဆလမ်ရဲ့ဒါကိုနီယတ်လို့ခေါ်တဲ့ဘွဲ့ရူးပေါ့သူ့ကိုဒါတင်စားပြီးတော့မှခေါ်ဝေါ်တဲ့နာမည်တစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒီယာကူဘ်အလိုင်ဟိဆလမ်ကနေပြီးတော့သား12ယောက်မွေးတယ်
အဲ့သား12ယောက်ကလည်းဇနီးတွေအများကြီးစီကနေပြီးတော့မှမွေးလာခဲ့တဲ့သားတွေဖြစ်တယ်အဲ့တော့ဒီသား12ယောက်ကဒါဣသရေလလူမျိုးတွေရဲ့မျိုးနွယ်စု12စုရှိခဲ့တယ်အဲ့ဒီသား12ယောက်ကမျိုးနွယ်စုတစုစီဟာသားစဉ်မြေဆက်တစ်ခုစီဟာဒါဣသရေလလူမျိုးတွေရဲ့မျိုးနွယ်စုတစုစီအဲ့တော့ဣသရေလလူမျိုးတွေမှာကမျိုးနွယ်စုစုပေါင်း12စုရှိတယ်အဲ့ဒါဘယ်သူကနေဆက်လဲဆိုရင်ခုနပြောတဲ့တမန်တော်ယာကုပ်အလိုင်ဆလာမ်ရဲ့သား12ယောက်မှာသားတစ်ယောက်စီရဲ့မျိုးနွယ်စုတွေကတစ်ခုစီဆိုတော့ဣသရေလလူမျိုးမျိုးနွယ်စု12စုရှိတယ်အဲ့ဒီမျိုးနွယ်စု12စုကိုမှတို့ကအချင်းချင်းအမြဲတမ်းလို့တတ်နေကြမယ်ဖြတ်နေကြမယ်ပြီးသွားပြီဆိုလို့ရှိရင်တမျိုးစုကိုနောက်တမျိုးစုနဲ့အကမခံဘူးပြီးရင်နေနေနေပေးမယ်ပြည်နေနေပေးမယ်အမျိုးမျိုးရုပ်မာကြမယ်အဲ့ဒီလိုတွေပုံစံတွေအဲ့ဒါတွေလုပ်ခဲ့ကြတယ်ပေါ့အဲ့တော့ဒီနေရာမှာအခုဒီကနေစပြီးတော့မှတောက်လျှောက်အလောရှင်မြတ်က3မျက်နှာလောက်ရှိတယ်ဒါကဣသရေလလူမျိုးတွေအကြောင်းဣသရေလလူမျိုးတွေကိုအလောရှင်မြတ်ကဘယ်လိုမျိုးဘွယ်တူးတွေညှောက်စားပြီးချီးမြှင့်ခဲ့တယ်သူတို့ဘယ်လိုပုံစံမျိုးတွေအမိတ်တွေဖီဆန်ခဲ့ကြတယ်လဲဆိုတဲ့ဟာတွေကိုဒီမြန်မာနေစပြီးတော့အလောရှင်မြတ်ကနေအာယတ်နံပါတ်40ကနေစပြီးတော့ရှင်းပြပေးတယ်ယာဘနီအစ္စရာအီလ်အိုဣသရေလလူမျိုးတို့ဣသရာအီလ်ကသားစဉ်မြေဆက်တို့ဆိုပြီးတော့ဒီလိုအဓိပ္ပာယ်ရဒါကဘယ်သူတွေကိုပြောနေတာလဲဆိုတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ရဲ့ခေတ်မှာရှိနေတဲ့ဣသရေလလူမျိုးတွေကိုဆိုလိုနေတာဖြစ်တယ်အိုဣသရာအီလ်ကသားစဉ်မြေဆက်တို့ဆိုလိုတာတမန်တော်ယာကုပ်အလိုင်ဆလမ်ရဲ့သားစဉ်မြေဆက်တို့တဲ့ဥဇကူရူနိအမတီယလတီအန်အမ်တူအလိုင်ကွမ်ငါအရှင်မြတ်ကအသင်တို့ကိုဘယ်လိုနိအမတ်တွေချီးမြှင့်ထားခဲ့တယ်လဲဘယ်လိုချီးမြှင့်မှုတွေမြောက်စားမှုတွေချီးမြှင့်ခဲ့တယ်လဲအဲ့ဒါတွေကိုမင်းတို့ပြန်တရိယာကြဆိုပြီးတော့မှအလောရှင်မြတ်ကနေသူတို့ကိုတရိပေးတယ်ဆိုလိုတာဘာလဲဆိုတော့ခုနပြောသလိုမျိုးပဲတသက်လုံးမှာသူတို့ရဲ့မျိုးနွယ်စုကိုအလောရှင်မြတ်ကဖာရိုဘယင်ဖီရအောင်လို့ခေါ်တဲ့ဖာရိုဘယင်ရဲ့ရက်ဆက်ရုပ်မှမှုတွေကြောင့်သူတို့ကျွန်ပြုတ်ခံထားရတယ်အဲ့ဒီလိုကျွန်ပြုတ်ခံထားရပြီးအမျိုးတိတ်ဆက်ခံပြီးခိုင်းခံခဲ့ရတယ်အဲ့ဒီလိုနှစ်ပေါင်းရာကျော်သူတို့အဲ့ဒီလိုမျိုးတွေခိုင်းခံခဲ့ရတဲ့ဟာကိုအဲ့ဒီနေရာကနေပြီးတော့လွတ်မြောက်အောင်ဆိုပြီးတော့တမန်တော်မူဆာအလိုင်ဆလမ်ကိုဆေလွတ်တယ်လွတ်ပြီးတော့မှတမန်တော်မူဆာအလိုင်ဆလမ်ကနေသူတို့ကိုကယ်ထုတ်ပေးခဲ့တယ်အဲ့တော့ကယ်ထုတ်ပေးခဲ့ပြီးတော့မှသူတို့ရဲ့နေရဌာနေဖြစ်တဲ့ဖာလက်စတိုင်းဘက်ကိုပြန်ရောက်အောင်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးပြန်ခေါ်ထုတ်လာပြီးတယ်အဲ့တော့အဲ့ဒီလိုခေါ်ထုတ်လာပြီးတော့လမ်းမှာလည်းပဲသူတို့ကနဗီရဲ့အမိန့်ကိုဖီဆန်ပြီးတော့မှတမန်တော်မူဆာအလိုင်ဆလမ်ကတူတောင်ပေါ်မှာသွားပြီးတော့မှအလ္လာဟ်နဲ့အလ္လာဟ်ရဲ့ဝဟီသွားယူတယ်ကျမ်းဂန်သွားယူတယ်တောရာကျမ်းပေါ့အဲ့ဒီတောရာကျမ်းကိုတိုရာကျမ်းဆိုပြီးတော့လဲခေါ်တယ်ပေါ့အဲ့တော့အဲ့ဒီတောရာကျမ်းကိုသွားယူနေတဲ့အချိန်မှာသူတို့ကဘာလုပ်တယ်လဲဆိုတော့နွားကိုးကွယ်ခြင်းနွားကိုရုပ်ထုတစ်ခုလုပ်ပြီးတော့နွားကိုးကွယ်ခြင်းဆိုတဲ့ဟာကိုစပြီးတော့အသက်သွင်းလိုက်တယ်အဲ့တော့တမန်တော်မူဆာအလိုင်ဆလမ်ကပြန်ရောက်လာတဲ့အချိန်မှာဒီနွားကိုးကွယ်နေတဲ့ဟာတွေကိုကြည့်ပြီးတော့မှတအားဒေါကန်တယ်ဒေါကန်ပြီးတော့သူ့ရဲ့ညီဝမ်းကွဲဖြစ်တဲ့တမန်တော်ဟာရူန်အလိုင်ဆလမ်ကိုအရန်ဒေါသထွက်ပြီးတော့မှအဲ့ဒီမှာအေးယူတဲ့ပုံစံတွေလုပ်တယ်ပေါ့အဲ့တော့ဒါတွေဟာဒီလိုနွားကိုးကွယ်ခြင်းအလ္လာဟ်နဲ့တုပတ်နိုင်ရှင်ကိုးကွယ်ခြင်းဆိုတဲ့အရာတွေကိုလည်းလုပ်တယ်လုပ်တဲ့ချိန်မှာသူတို့ကိုတမန်တော်မူဆာအလိုင်ဆလမ်ကနေအလ္လာဟ်ရဲ့အမိန့်နဲ့အပြစ်ပေးခိုင်းတယ်ပေးခိုင်းတဲ့အပြင်မှာအဲ့ဒီသူတို့ကအပြစ်တချို့ကတော့အပြစ်ကိုနာခံယူတယ်နောက်ပြီးတော့မကြောက်ဘူးသူတို့ဒီမျိုးနယ်စုတွေဟာတခြားသောပုံစံအမျိုးမျိုးနဲ့နဗီရဲ့အမိန့်ဖီဆန်မှုတွေပြီးတော့သူတို့ကိုအလ္လာဟ်ထားမဲ့နယ်မြေအဲ့ဒီနယ်မြေကိုသွားပြီးတော့တက်ပြီးတော့တိုက်ခိုင်းတဲ့အချိန်မှာသူတို့ကတမန်တော်မူဆာအလိုင်ဆလမ်ကိုပြောတယ်ခင်ဗျားတို့ကခင်ဗျားနဲ့ခင်ဗျားအလ္လာဟ်နဲ့သာတွားတိုက်တော့ကျွန်တော်တို့ကတော့မတိုက်နိုင်ဘူးဒီလောက်အင်အားကြီးတဲ့သူတွေကိုမတိုက်နိုင်ဘူးဆိုပြီးတော့ဒီလိုပုံစံမျိုးနဗီကိုပြန်ပုံကန်တယ်အဲ့တော့ဒါတွေအဲ့ဒီလိုမျိုးပုံကန်တဲ့အချိန်မှာအလောရှင်မြတ်ဘက်ကနေသူတို့အေးအေးယူတယ်အဲ့တော့အေးအေးယူတဲ့အချိန်မှာသူတို့တီးဆိုတဲ့ကွင်းပြင်ကြီးထဲမှာနှစ်ပေါင်း40ရွာလဲခဲ့တယ်အဲ့ဒီလိုရွာလဲနေတဲ့နှစ်ပေါင်း40ရွာလဲနေတဲ့အချိန်မှာလည်းအလောရှင်မြတ်ဘက်ကနေသူတို့ကိုမိုးကောင်းငယ်ကနေဒါရိုက်မန်နဲ့ဆလဝါဆိုတဲ့စားဖို့တောက်ဖို့ဆိုတဲ့အရာတွေအားလုံးကိုအလ္လာဟ်ဘက်ကနေချပေးတယ်အဲ့ဒါလိုတိုက်ရိုက်မိုးကောင်းငင်ကနေအလ္လာဟ်ရှင်မြတ်ကချပေးတယ်သူတို့ချက်စားစရာမလိုဘာဖြစ်လို့ချက်စားစရာမလိုလဲဆိုတော့သူတို့ကိုအလ္လာဟ်ကအေးအေးယူတဲ့အနေနဲ့သူတို့မန်နဲ့ဆလဝါကိုချကျွေးနေတဲ့အချိန်မှာသူတို့ပြောတယ်မင်းတို့စားစရာရှိတာစားညအတွက်မလှောင်နဲ့နောက်နေ့အတွက်မသိမ်းနဲ့ဆိုပြီးတော့ဒီလိုမျိုးမိန့်ထားတယ်အဲ့ဒီလိုမိန့်ထားပေမဲ့လည်းပဲသူတို့ကမရရအောင်အမိန့်ကိုဖီဆန်တယ်ဖီဆန်ပြီးတော့အဲ့ဒါကိုညစားဖို့တို့နောက်နေ့မနေ့စားဖို့တို့ဆိုပြီးတော့ပြန်ပြီးတော့သိမ်းထားတယ်လှောင်ထားတယ်အဲ့ဒီလိုလှောင်ထားရင်လည်းအလ္လာဟ်ရှင်မြတ်ကနေသူတို့အေးယူတယ်အေးယူတော့ကြတော့သူတို့မှာဘယ်တော့မှအစာတွေကိုထားလို့မရအောင်အမြဲတမ်းလိုပုတ်တိုးသွားတာတွေအဲ့ဒါမျိုးတွေဖြစ်လေရှိတယ်အဲ့တော့သူတို့ချက်စားဖို့အဆင်မပြေဘူးအဲ့တော့အမြဲတမ်းသူတို့အဝတ်စားအတွက်ကိုရောသူတို့နေဖို့ထိုင်ဖို့အတွက်ကိုရောအဲ့တော့ပုံစံအမျိုးမျိုးနဲ့အလ္လာဟ်ရှင်မြတ်ကသူတို့ကိုနေရာမတ်တွေစီးစိမ်ဥစ္စာတွေဒုက္ခချမ်းသာတွေချီးမြှင့်ခဲ့တယ်ပြီးတော့အလ္လာဟ်ရှင်မြတ်ရဲ့ဒုက္ခချမ်းသာချီးမြှင့်မှုတစ်ခုကဘာပါတယ်လဲဆိုရင်
သူတို့ရဲ့ဆွေမျိုးသားချင်းတွေတားဆင်မြေးဆက်အဆက်ဆက်မှာနဗီပေါင်းမြောက်များစွာကိုအလ္လာဟ်ရှင်မြတ်ကပွင့်စေခဲ့တယ်ပြီးတော့သူတို့ကိုလည်းသူတို့ခေတ်သူတို့အခါမှာအလ္လာဟ်ရှင်မြတ်ကမင်းတို့ဒီအမွန်မြတ်ဆုံးသောမျိုးနွယ်စုဖြစ်တယ်ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ဘက်ကနေဒီလိုပုံစံမျိုးနဲ့သူတို့ကိုမိန့်ထားလေရှိအဲ့တော့ဒါတွေဟာအလ္လာဟ်ရှင်မြတ်သူတို့ကိုချီးမြှင့်ထားတဲ့ချီးမြှင့်မှုတွေပဲဖြစ်တယ်အဲ့တော့ဒါတွေကိုအလ္လာဟ်ရှင်မြတ်ကနေသူတို့ပြန်ပြီးသတိပေးနေတယ်မင်းတို့ပြန်ပြောင်းသတိရကြမင်းတို့ကငါရခင်တုန်းကဘယ်လိုနေရာမှတွေချီးမြှင့်တဲ့တဲ့ဆိုတာဝအောဖူဘီအာဟဒီအူဖီဘီအာဟဒီကွမ်ပြီးတော့အလ္လာဟ်ကဆက်ပြီးတော့သူတို့ကိုအမိတ်နေတယ်မင်းတို့အရင်ပေးခဲ့တဲ့ဂရိတွေရှိတယ်ငါနဲ့မင်းတို့ရဲ့ဘိုးစဉ်ပေါင်ဆက်ကနဗီတွေရှိကြတယ်သူတော်စင်တွေရှိကြတယ်အဲ့ဒီနဗီတွေသူတော်စင်တွေသူတို့နဲ့ငါနဲ့ဂရိကဝတ်ပြုတ်ခဲ့ကြတယ်တားစဉ်မြေးဆက်မင်းတို့ကိုစင်ကဲတေတန်းစာမှားသွားပါဆိုပြီးတော့လည်းငါမိန့်ခဲ့တဲ့အတွက်ကြောင့်သူတို့မင်းတို့ကိုမှားခဲ့တယ်မင်းတို့ရဲ့အထက်လူကြီးတွေမှားခဲ့တယ်အဲ့ဒီမှားခဲ့တဲ့ဂရိကဝတ်တွေကိုမင်းတို့တီကြည်အောင်လုပ်ကြအမြဲတမ်းဖြည့်ဆည်းကြဂရိတွေကိုတီကြအဲ့လိုတီမယ်ဆိုရင်ဥဖီဘီအာဟဒီကွမ်ငါအရှင်မြတ်ကလည်းမင်းတို့ရဲ့ဘိုးစဉ်ပေါင်ဆက်ကိုဘာတွေပြန်ဖြည့်ဆည်းပေးမယ်ဆိုပြီးတော့မှငါဘက်ကနေဂရိပေးခဲ့တဲ့ဟာတွေရှိတယ်တံပြန်ဂရိပေးခဲ့တဲ့ဟာတွေအဲ့ဒီတံပြန်ဂရိပေးခဲ့တဲ့အရာတွေကိုငါအရှင်မြတ်လည်းတီတော်မူမယ်ဆိုပြီးတော့အလ္လာဟ်ကနေဒီအတိုင်းမိန့်တော်အဲ့တော့တမန်တော်ခေတ်မှာရှိနေတဲ့ဒီအစ္စရေးလူမျိုးတွေကိုအလ္လာဟ်ရှင်မြတ်ကနေမိန့်နေတယ်မင်းတို့ဘိုးစဉ်ပေါင်ဆက်ကမှားခဲ့တဲ့ဂရိတွေရှိတယ်အဲ့ဒီဂရိတွေကိုမင်းတို့လိုက်နာကြလိုက်နာရင်ငါအရှင်မြတ်ကလည်းမင်းတို့ကိုအရင်ပုံစံအတိုင်းပဲပြန်ပြီးတော့မှမင်းတို့ကိုဂရိတွေတီးမယ်ပြန်ပြီးတော့ချီးမြှင့်တော်မူမယ်ရှေ့ဆက်ပြီးတော့အလ္လာဟ်ကမိန့်တယ်ဝအီယာယာဖရဟာဘူန်မင်းတို့ကြောက်မယ်ဆိုရင်ငါအရှင်မြတ်ကိုသာကြောက်တခြားပတ်ဝန်းကျင်ကဘသူရဲ့ဖိအားကိုမှကြောက်เสียမလို့ငါအရှင်မြတ်ကိုသာလင်အတင်တို့ကြောက်ဆိုပြီးတော့အလ္လာဟ်ကနေဒီလိုမျိုးမိန့်တယ်ရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုမိန့်တယ်ဝအာမီနူဘီမာအန်ဇလ်တူမုဆဒ်ဒီကလီမာမာအကွမ်ဝလာတကူနူအဝလကာဖီရင်ဘီဒီအာယတ်ကြတဲ့အချိန်မှာအလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုမိန့်တော်မူတယ်မင်းတို့ငါအခုတမန်တော်မုဟမ္မဒ်ဆိုတာပွင့်လာပြီဒီတမန်တော်မုဟမ္မဒ်ပေါ်မှာငါကုရ်အာန်ကျမ်းတော်မြတ်ကိုချပေးမယ်အဲ့တော့ဒီတမန်တော်မုဟမ္မဒ်ဆိုတာကဘယ်သူလဲဆိုလို့ရှိရင်အခုနကျွန်တော်ရှင်းပြပြီးပြီအစ္စရာဟိမ်အလိုင်ဟိဆလမ်ကသား2ယောက်မွေးတဲ့ထက်မှာတစ်ဖက်ကအစ္စမာအီလ်အလိုင်ဟိဆလမ်နောက်တစ်ဖက်ကအစ္စဟာအလိုင်ဟိဆလမ်အဲ့တော့အစ္စဟာအလိုင်ဟိဆလမ်ကနေပြီးတော့တောက်လျှောက်အောက်ထဲကိုနဗီတွေတောက်လျှောက်မွေးသွားတယ်အဲ့ဒါအားလုံးကဗနီအစ္စရာအီလ်လို့ခေါ်တယ်အစ္စရေးလူမျိုးတွေလို့ခေါ်တယ်ဒီမှာအစ္စရာဟိမ်အလိုင်ဟိဆလမ်ရဲ့သားနောက်တစ်ယောက်ဖြစ်တဲ့အစ္စမာအီလ်အလိုင်ဟိဆလမ်ဒီအစ္စမာအီလ်အလိုင်ဟိဆလမ်ရဲ့သားစဉ်မြေးဆက်ကနေတမန်တော်မြတ်ကပွင့်လာတယ်အဲ့တော့ပွင့်လာတာဆိုတော့ဒီတမန်တော်မြတ်ကိုဒါကလည်းပဲရှင်းပြောရင်သူတို့ရဲ့ဘိုးစဉ်ပေါင်ဆက်ကနေပြီးတော့ဆင်းသက်လာတဲ့သူတို့ရဲ့အဆွေမျိုးသားချင်းပဲတော်တယ်တမန်တော်မြတ်ကလည်းအဲ့တော့တော်တမန်တော်မြတ်ကိုအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှသူတို့ပြုံမိတ်ငိုင်းနေတယ်ဝါအာမီလူမင်းတို့အီမန်လက်ခံကြယုံကြည်ကြဘီမာအန်ဇလ်တူငါချပေးခဲ့သောကျမ်းကိုယုံကြည်ကြဆိုလိုလားပါလေကုရ်အာန်ကျမ်းတော်မြတ်အခုလက်ရှိတမန်တော်ပေါ်မှာချပေးနေတဲ့ကုရ်အာန်ကျမ်းတော်မြတ်ကိုယုံဟိုင်းနေတယ်အဲ့တော့ယုံဟိုင်းပြီးတော့မှဒီကုရ်အာန်ကျမ်းတော်မြတ်ကလည်းပဲဒါလုံးဝစီးလို့ဝါလို့ဘယ်မှအချိတ်အဆက်မရှိတဲ့အဲ့ဒီလိုကျမ်းမျိုးမဟုတ်မုဆဒ်ဒီကလီမာမာအကွမ်အတင်တို့နဲ့အတူတူရှိနေသောတောရာကျမ်းရှိတယ်အဲ့ဒီတောရာကျမ်းကိုထောက်ခံပေးနေတဲ့ကျမ်းသာလျင်ဖြစ်တယ်အဲ့တော့ကုရ်အာန်ကျမ်းတော်မြတ်ဒီတောရာကျမ်းကိုထောက်ခံပေးနေတဲ့ကျမ်းသာလျင်ဖြစ်တယ်ဆိုလိုတာကတောရာကျမ်းထဲမှာအလ္လာဟ်ရှင်မြတ်ကဘာတွေဘယ်လိုမိန့်ထားသလဲတောဟီဒ်အလ္လာဟ်တပါးတည်းကိုကိုးကွယ်ရမယ့်အကြောင်းရီဆာလတ်အလ္လာဟ်ရှင်မြတ်ရဲ့ဒီတန်ခင်းတမန်ခင်းစနစ်ကိုယုံကြည်ရမယ်ဆိုတဲ့အကြောင်းအလ္လာဟ်ရှင်မြတ်လွှတ်သမျှသောနဗီတွေကိုယုံကြည်ရမယ်ဆိုတဲ့အကြောင်းပြီးအာခီရတ်နဲ့ပတ်သက်ပြီးဘယ်လိုယုံကြည်ရမလဲဆိုတဲ့အရာတွေပြီးရင်နမတ်ဘယ်လိုဖတ်ရမလဲဇကာတ်ဘယ်လိုပေးရမလဲဟဂျ်ဘယ်လိုလုပ်ရမလဲတခြားသောဆွာဒကာတွေဘယ်လိုထုတ်ရမှာလဲပြီးလို့ရှိရင်ကျင့်ဝတ်ပိုင်းဆိုင်ရာမှာဘယ်လိုတွေလုပ်ရမှာလဲရာဇဝတ်မှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်လိုတွေဖြေရှင်းရမှာလဲဆိုတဲ့ဟာတွေဒါတွေအားလုံးကိုတောရာကျမ်းထဲမှာအလ္လာဟ်မိန့်ထားတယ်မိန့်ထားတော့ဒီတောရာကျမ်းမှာမိန့်ထားတဲ့အရာတွေကိုပဲကုရ်အာန်ကလာပြီးတော့မှထောက်ခံတယ်ဆိုတော့ဒါဆိုရင်ကုရ်အာန်ဒီလုံးဝအလွတ်ဘယ်ကျမ်းထဲမှာမသက်ဆိုင်တဲ့အဲ့ဒီလိုအလွတ်ကျမ်းတစ်ကျမ်းမဟုတ်ဘူးဒီကုရ်အာန်ကျမ်းတော်မြတ်ဒီတောရာကိုလည်းထောက်ခံတယ်အင်ဂျီလ်ကျမ်းကိုလည်းထောက်ခံတယ်ဆိုလိုတာကဒီခေတ်မှာရှိနေတဲ့တိုရာကျမ်းဒီခေတ်မှာရှိနေတဲ့ဘိုင်ဘယ်ကျမ်းအဲ့ဒီကျမ်းတွေကိုထောက်ခံတာမဟုတ်အဲ့ဒီကျမ်းတွေဒီသူတို့ခေတ်တိုင်းမှာသူတို့ရဲ့ပညာရှင်တွေပဲဖြစ်ပုံနှိပ်တဲ့သူတွေပဲဖြစ်ပုံစံအမျိုးမျိုးနဲ့ဒီဘာသာကိုဖျက်ဖို့လာတဲ့သူတွေပဲဖြစ်သူ
သူတို့ကအားလုံးပုံစံအမျိုးမျိုးနဲ့ဒီထဲကနေပြီးတော့ရှိနေတဲ့အပိုက်တွေကိုအမျိုးမျိုးပြုပြင်ပြောင်းလဲတွေလုပ်ခဲ့ကြတယ်ဖြုတ်တဲ့ဟာတွေဖြုတ်ပစ်ပလိုက်တယ်တိုးတဲ့ဟာတွေတိုးပစ်ပလိုက်တယ်အဲ့လိုမျိုးပြုပြင်ပြောင်းလဲရေးတွေလှုပ်ပစ်ပလိုက်တယ်လှုပ်ပစ်ပလိုက်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီကျမ်းတွေဟာတောရကျမ်းလဲအမှန်တိုင်းမရှိတော့ဘူးအင်ဂျီလ်ကျမ်းလဲအမှန်တိုင်းမရှိတော့ဘူးတောရကျမ်းကကြတော့ခရစ်ယာန်ဘာသာဝင်တွေကပြောတယ်ဘိုင်ဘယ်ကျမ်းရှိတယ်ဘိုင်ဘယ်ကျမ်းမှာဓမ္မသစ်ဆိုတာရှိတယ်ဓမ္မဟောင်းဆိုတာရှိတယ်ဓမ္မဟောင်းကအစပိုင်းမှာဓမ္မသစ်ကနောက်ပိုင်းတစ်ဝက်ကိုခေါ်တယ်အဲ့ဒီဓမ္မဟောင်းဆိုတဲ့ဟာကိုခရစ်ယာန်ဘာသာဝင်တွေကတော့ပြောတယ်ဒါဟာတောရကျမ်းဂျူးဘာသာဝင်တွေရဲ့နဗီတွေပေါ်မှာကြားခဲ့တဲ့ကျမ်းဆိုပြီးတော့ဒီလိုမျိုးပြောတယ်နောက်ဆုံးကဓမ္မသစ်ကျမ်းဆိုတဲ့ဟာရှိတယ်အဲ့ဓမ္မသစ်ကျမ်းဆိုတာကကြတော့ဒါကအီဆာအလိုင်စလမ်ပေါ်မှာကြားခဲ့တာဆိုပြီးတော့ယေရှုပေါ်မှာကြားခဲ့တာဆိုပြီးပြောတယ်အဲ့ဒီဓမ္မသစ်ကျမ်းမှာလည်းသူတို့ကကျမ်းကို၄ချမ်းပြန်ပြီးတော့ဖြစ်သွားတယ်ပြုစုသူ၄ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဓမ္မသစ်ကျမ်းက၄ချမ်းပြန်ဖြစ်သွားတယ်အဲ့တော့ရှင်မဿဲရှိတယ်ရှင်ယောဟန်ရှိတယ်ရှင်လုကာရှိတယ်ရှင်မာကုရှိတယ်အဲ့ဒီလိုမျိုးဒီဓမ္မသစ်ထဲမှာ၄ချမ်းပြန်ဖြစ်သွားတယ်ရေးသူ၄ယောက်ဖြစ်နေတဲ့ကြောင့်မာကုရေးတဲ့ကြောင့်ရှင်မာကုကျမ်းယောဟန်ရေးတဲ့ကြောင့်ရှင်ယောဟန်နောက်ပြီးလို့ရှင်မဿဲရေးတဲ့ကြောင့်ရှင်မဿဲနောက်ပြီးလို့ရှင်လူကာရေးတဲ့ကြောင့်မလို့ရှင်လူကာဆိုပြီးတော့မှဒီလိုပုံစံမျိုးနဲ့ဖြစ်သွားကြတယ်ပေါ့အဲ့ဒီ၄ချမ်းစလုံးမှာလည်းဒါဒီအင်ဂျီလ်ကျမ်းလို့ပြောတဲ့ဒီ၄ချမ်းစလုံးကလည်းတစ်ခုနဲ့တစ်ခုတနေရာနဲ့တနေရာအများကြီးကွာခြားနေကြတယ်မတူကြဘူးအဲ့ဒီတိုင်းမှာဓမ္မဟောင်းလို့ပြောတဲ့ဒီကျမ်းဓမ္မဟောင်းဆိုပြောတဲ့အစပိုင်းဟိုအဲ့ဒါတွေကိုဂျူးလူမျိုးတွေကကြတော့လည်းပဲအစ္စရေးလူမျိုးတွေကလည်းဒါအမှန်တိုင်းရှိနေတဲ့ကျမ်းမဟုတ်ဘူးဆိုပြီးတော့မှတခါသူတို့ကလည်းပြန်ပြီးတော့ပြောပြန်တယ်ဒါခရစ်ယာန်ဘာသာဝင်တွေထိန်းသိမ်းထားတဲ့တဲမှာအစပိုင်းကဓမ္မဟောင်းကတော့ခရစ်ယာန်ဘာသာဝင်တွေကဆိုတယ်ဒါတောရကျမ်းလို့ခေါ်တယ်ဂျူးလူမျိုးတွေအစ္စရေးလူမျိုးတွေကကြတော့လေသူတို့ကတောရကျမ်းမဟုတ်ဘူးဒါပြုပြင်ပြောင်းလဲရေးလုပ်ထားတဲ့ဟာငါတို့ရဲ့အမှန်ကျမ်းကတူရာကျမ်းဆိုပြီးတတ်ရှိတယ်ဆိုပြီးတော့မှတတ်သူတို့ကအဲ့ဒီလိုမျိုးပြန်ပြောပြတယ်ဂျူးလူမျိုးတွေကင်ထားတဲ့ကျမ်းကတော့လက်ရှိတူရာကျမ်းဆိုပြီးတော့မှခေါ်တယ်ပေါ့တောရကိုပဲအာရဘီလိုတောရဆိုပြီးတော့မှနာမည်အာရဘီနာမည်ပြန်ပြောင်းလိုက်တာပေါ့ဒီကုရ်အာန်ကျမ်းတော်မြတ်ဒီခုနပြောတဲ့တောရကိုလည်းထောက်ခံတယ်ကုရ်အာန်ကျမ်းတော်မြတ်ဒီအင်ဂျီလ်ကိုလည်းထောက်ခံတယ်ဆိုတော့အဲ့ဒီထဲမှာလက်ရှိနေတဲ့အမှန်ဓမ္မစစ်အမှန်တွေရှိတယ်အဲ့ဒီအမှန်တွေကိုတော့ထောက်ခံတယ်ဒီနေ့ဖွင့်ပြီးဖတ်ကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့အချက်တွေဟာကုရ်အာန်နဲ့ကိုက်ညီတဲ့အရာတွေကိုတွေ့ရလိမ့်မယ်ဘယ်အရာတွေဟာကုရ်အာန်နဲ့မကိုက်ညီဘူးလဲအဲ့ဒီအရာတွေကဒါပြုပြင်ပြောင်းလဲရေးလှုပ်ထားပြီးသားအရာတွေဒါဖြစ်တယ်အဲ့ဒီပြုပြင်ပြောင်းလဲရေးလှုပ်ထားတဲ့အရာတွေဆိုတာကလည်းတဲလွန်စတွေအများကြီးပဲရှိတယ်ခရစ်ယာန်ဘာသာဝင်တွေကိုယ်တိုင်လည်းပဲမြောက်များစွာသောခရစ်ယာန်ဖာသာတွေတော်တော်များများဘီရှော့တွေဖာသာတွေတော်တော်များများဒီနေ့နိုင်ငံတကာမှာသူတို့ရဲ့ဘာသာကိုဆွန့်လွတ်ပြီးသွားနေကြတဲ့အဲ့ဒီသူတွေကိုယ်တိုင်ပြောတယ်ကျွန်တော်တို့ရဲ့ကျမ်းထဲမှာပုံစံအမျိုးမျိုးတွေဖြစ်နေတယ်တချို့နေရာတွေမှာအလ္လာဟ်မိတ်တဲ့ပုံစံမျိုးကြည့်ရတယ်တချို့နေရာတွေမှာယေရှုပြောနေတဲ့ပုံစံမျိုးပေါက်တယ်ဒါပေမဲ့တချို့နေရာတွေရောက်ပြီဆိုတဲ့အခါကျရင်တတိယတယောက်စရုထတယောက်ကပြောနေတဲ့ပုံစံမျိုးတွေပေါက်နေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ဒီတတိယတို့စရုထတို့ဟာဘယ်သူတွေလဲဆိုပြီးတော့မှသူတို့မေးခွန်းထုတ်စရာတွေပြန်ဖြစ်လာကြအောင်ဒီတတိယတွေစရုထတွေကဘလောက်ခိုင်မာမှုရှိကြတဲ့သူတွေလဲဆိုတဲ့ဟာတွေကိုသူတို့ကိုယ်တိုင်လက်မခံနိုင်ကြဘူးလက်မခံနိုင်ကြတဲ့အတွက်ကြောင့်မလို့သူတို့ကဒီတောရကျမ်းထဲမှာဒီဘိုင်ဘယ်ကျမ်းထဲမှာအများကြီးကမောက်ကမတွေဖြစ်နေတယ်ဆိုပြီးတော့မှဒီကျမ်းကိုသူတို့လက်မခံကြတော့ဘဲနဲ့သာသနာကနေထွက်သွားနေကြတဲ့သူတွေလည်းအများကြီးပဲကျွန်တော်တို့အင်တာဗျူးတွေမှာEU တို့အမေရိကတို့နိုင်ငံတော်တော်များများမှာရှိနေတဲ့ဒီခရစ်ယာန်ဘာသာကိုဆွန့်လွတ်လာကြတဲ့သူတွေသူတို့အင်တာဗျူးပြီးဆိုတဲ့ခါကျရင်သူတို့အဲ့ဒီမှာအများကြီးပဲအဖြေတွေပေးနေကြတယ်သူတို့ရဲ့ဒီကျမ်းတွေထဲမှာမတည်တတ်မှုရှေ့နောက်မညီမှုတွေအများကြီးရှိနေတယ်ဘယ်သူမှမသိဘူးလာပြီးဝင်ပြောသွားတဲ့အရာတွေရှိနေတယ်ဆိုတာတွေကိုအဲ့ဒီမှာသိရတယ်ပြောချင်တဲ့သဘောကဘာလဲဆိုရင်တောရကျမ်းရောအင်ဂျီလ်ကျမ်းရောဒီဘက်ခေတ်မှာရှိနေတဲ့ကျမ်းတွေဟာအကုန်လုံးတစ်ခုမှမူရင်းအတိုင်းတမန်တော်အပေါ်မှာသူခေတ်သူအခါနဗီတွေပေါ်မှာချပေးခဲ့တဲ့ပုံစံတိုင်းရှိမနေဘူးရှိမနေတော့ပဲအားလုံးပြုပြင်ပြောင်းလဲရေးလှုပ်ထားပြီးသွားပြီလှုပ်ထားပြီးသွားပြီဆိုတော့ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဒီကျမ်းနှစ်ကျမ်းကဒီထဲနှစ်ကျမ်းထဲမှာဘယ်ဟာတွေကအမှန်တရားလဲလို့ကျွန်တော်တို့စစ်စစ်မယ်ဆိုရင်သာသနာပညာရှင်တွေကနေပြီးတော့လမ်းညွှန်ပေးလာပြီးတယ်တောရကျမ်းကိုဘိုင်ဘယ်ကျမ်းကိုပဲဖြစ်ဖြစ်တူရာကျမ်းကိုပဲဖြစ်ဖြစ်လေ့လာမယ်ဆိုတဲ့နေရာမှာဘယ်အချက်တွေဟာကုရ်အာန်နဲ့ကိုက်နေတယ်ဆိုရင်ဒီအရာတွေကခုချိန်ထိအောင်ပြုပြင်ပြောင်းလဲမလုပ်ရသေးပဲအမှန်တိုင်းရှိနေတဲ့အရာတွေလို့ကျွန်တော်တို့လွယ်ယုံကြည်လို့ရတယ်ဘယ်အချက်တွေဟာကုရ်အာန်နဲ့မကိုက်တော့ဘူးဆိုလို့ရှိရင်သိကြပြီဒီအရာတွေဟာဒါပြုပြင်ပြောင်းလဲလှုပ်ထားပြီးသားအရာတွေဖြစ်တယ်တချို့အမိန့်တော်တွေကကြတော့ခေတ်ပြောင်းသွားလို့ရှိရင်အမိန့်တွေလိုက်ပြောင်းသွားတဲ့အနေအထားတွေကတော့ရှိတယ်
ရှိတဲ့ကြောင့်တောက်ရာမှာတချို့ပါတဲ့အမိန့်တော်တွေကအင်ဂျီလီရောက်နည်းနည်းပါးပါးပြုပြင်ပြောင်းလဲလုပ်လိုက်တာရှိတယ်ရှော့ပိုးလိုက်တာရှော့ပေါ့ပေးလိုက်တဲ့ဟာရှိတယ်ပို့ပြီးတော့မှတင်းကျပ်လိုက်တဲ့အရာတွေရှိတယ်သို့မဟုတ်လို့ရှိရင်တစ်ခါမှာပုံစံပြောင်းလိုက်တဲ့ဟာမျိုးလေးတွေ version ပြောင်းလိုက်တဲ့ဟာမျိုးလေးတွေရှိတယ်အဲ့ဒီတိုင်းပဲအင်ဂျီလ်ကျမ်းထဲမှာတချို့မိတ်ထားတဲ့အရာတွေကိုကုရ်အာန်ကျမ်းကိုရောက်လာပြီဆိုတဲ့အခါမှာတချို့ဟာတွေကိုတိုးလိုက်တယ်တချို့ဟာတွေကိုရှော့လိုက်တယ်တချို့ဟာတွေကိုပြောင်းလိုက်တယ်တချို့ဟာတွေကိုဖျက်သိမ်းလိုက်တယ်ဆိုတဲ့ဟာမျိုးတွေလည်းဒါတွေကရှိသေးတယ်ဒါတွေကကြတော့ကုရ်အာန်ထဲမှာဖတ်လိုက်ပြီဆိုလို့ရှိရင်သမိုင်းပညာရှင်တွေရောတဖ်ဆီပညာရှင်တွေရောအားလုံးအောင်ထောက်ပြတယ်ဒီအချက်တွေဟာအရင်အွမ်မတ်တွေတော့အရင်နဗီတွေခေတ်တွေတော့ရှိတယ်လိုက်နာနေတာဒီလိုဒီဘက်ခေတ်မှာဒါကိုဖျက်သိမ်းလိုက်ပြီဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့တင်ပြထားတာတွေရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဟာအခုဒီမှာပြောနေတာကဗာလဲဆိုရင်ဝါအာမီလူအလ္လာဟ်ရှင်မြတ်ကအစ္စရေးလူမျိုးတွေကိုမိန့်နေတယ်မင်းတို့ယုံကြည်ကြဘီမာအန်ဇလ်ဒူမုဆဒ်ဒီကလီမာမာကွမ်မင်းတို့ရဲ့တောရာကျမ်းကိုထောက်ခံဖို့အတွက်ကိုချပေးလိုက်တော့ကုရ်အာန်ကျမ်းအဲ့ဒီကုရ်အာန်ကျမ်းကိုအတင်တို့ယုံကြည်ကြဝလာတကူလူအဝလကာဖီရင်ဘီထိတ်ဆုံးကနေပိတ်ပြီးညင်းပစ်ပလိုက်တဲ့သူတွေမဖြစ်ကြနဲ့ဆိုလိုတာကအလ္လာဟ်ရှင်မြတ်ဘက်ကနေကုရ်အာန်အာယတ်တွေချပေးလိုက်တယ်ချပေးလိုက်တယ်ဆိုတာနဲ့ဖတ်ကြည့်ပြီးတော့ဒါငါတို့နဲ့မျိုးနဲ့မတူဘူးဒါငါတို့မျိုးရိုးတွေကမဟုတ်ဘူးဆိုပြီးတော့မှဒါငါတို့ကျမ်းနဲ့မဆိုင်ဘူးဆိုပြီးတော့ဒီလိုပုံစံမျိုးတွေအဲ့ဒီလိုမျိုးပယ်မချကြနဲ့အဲ့ဒီလိုပယ်ချလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့အတင်တို့ဟာထိတ်ဆုံးကနေပိတ်ပြီးတော့မှလမ်းလွဲကိုပထမအဦးဆုံးပြပေးခဲ့တဲ့သူတွေဖြစ်လိမ့်မယ်လမ်းလွဲကိုပထမအဦးဆုံးပြပေးတဲ့သူတွေဖြစ်ပြီဆိုတဲ့အခါကျရင်အဲ့ဒီလမ်းလွဲတိုင်းနောက်ကလူတွေထပ်လိုက်ရင်နောက်ကလိုက်တဲ့သူတွေအားလုံးရဲ့အပြစ်တွေအားလုံးကထိတ်ဆုံးကနေလမ်းပြပေးခဲ့တဲ့သူစီကိုပဲရောက်မှာဖြစ်တယ်အဲ့ဒီတော့ကြောင့်အလ္လာဟ်ရှင်မြတ်ကနေမိတ်နေတယ်မင်းတို့ထိတ်ဆုံးကနေပိတ်ပြီးညင်းမယ်လက်မခံဘူးဆိုလို့ရှိရင်တော့ဒါဟာမင်းတို့နောက်ကနောင်လာနောက်သားတွေအတွက်ကိုလမ်းမှားပြပေးတဲ့သူတွေဖြစ်လိမ့်မယ်မင်းတို့ဟာလမ်းပြတွေအဖြက်လမ်းကိုဖြပေးတဲ့သူတွေဖြစ်ကြလိမ့်မယ်ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိတ်တော်မူတယ်အဲ့တော့တမန်တော်ပေါ်မှာကြားခဲ့တဲ့ကုရ်အာန်ကျမ်းတော်မြတ်ဟာလည်းပဲရှေးရခင်ကျမ်းတွေနဲ့တော်တော်များများအချက်တွေမှာတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုအသင်တို့ဘာမှညင်းစရာမရှိဘူးဒါကိုယုံကြည်ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေပြီးတော့အမိန့်ပေးနေတယ်အဲ့တော့ဒီအာယတ်ကိုချပေးလိုက်တဲ့အချိန်မှာအရင်ခေတ်တုန်းကတော့သူတို့တမန်တော်ယာကုဘ်အလိုင်ဟိဆလမ်ရဲ့သားစဉ်မြေးဆက်တမန်တော်ယာကုဘ်အလိုင်ဟိဆလမ်ခေတ်ကနေစပြီးတော့မှတမန်တော်မြတ်အခေတ်ထိအောင်ဂျားထဲမှာရှိသမျှသောသူတို့သားစဉ်မြေးဆက်အားလုံးဟာဒါကဘာမှာအမွန်မြတ်ဆုံးသောမျိုးနွယ်စုပဲအလ္လာဟ်ရှင်မြတ်သူတို့ကိုအမျိုးမျိုးဒုက္ခချမ်းသာတွေအများကြီးချီးမြှင့်ထားတယ်ဒါကအခွင့်ထူးခံလူဒန်းစားတစ်ခုပဲအဲ့ဒီအခွင့်ထူးခံလူဒန်းစားအခုဒီအာယတ်တွေအလ္လာဟ်ရှင်မြတ်ကမိန့်လိုက်တယ်မိန့်လိုက်ပြီးတော့သူတို့ကလက်မခံကြဘူးလက်မခံကြတဲ့အချိန်မှာသူတို့ကအလ္လာဟ်ရှင်မြတ်ရဲ့ထံတော်ပေါင်းမှာအစဉ်ကျသွားပြီအဲ့ဒီအချိန်ကနေစပြီးတော့ဒီအာယတ်တွေကိုညှင်းဆန်လိုက်တယ်တမန်တော်ပေါ်မှာကြားတဲ့ကုရ်အာန်ကိုသူတို့ညှင်းဆန်လိုက်တဲ့အချိန်ကနေစပြီးတော့မှသူတို့ကဘာဖြစ်သွားပြီလဲဆိုတော့သူတို့ရဲ့မူလရှိနေတဲ့ယာရုပြုတ်သွားပြီပြုတ်သွားတဲ့အတွက်ကြောင့်မလို့အလ္လာဟ်ရှင်မြတ်ကနေဒီအခွင့်ထူးခံလူဒန်းစားအနေနဲ့အလ္လာဟ်ရှင်မြတ်ကဘသူ့ကိုပြန်ပြီးတော့မှပေးလိုက်လဲဆိုရင်အွမ်မတ်မုဟမ္မဒီယာလို့ခေါ်တဲ့တမန်တော်မြတ်ဆလ္လာလ္လာဟ်အလိုင်ဟိဝါဆလမ်ကိုယုံကြည်ပါတယ်ဆိုတော့အွမ်မတ်မုဟမ္မဒီယာတမန်တော်ရဲ့နောက်လိုက်တွေအဲ့တမန်တော်ရဲ့နောက်လိုက်တွေဟာကဘာမှာဒါအလ္လာဟ်ရှင်မြတ်အနှစ်သက်ဆုံးသောအမွန်မြတ်ဆုံးသောလူသားတွေအဲ့ဒီလိုပုံစံဖြစ်ကုန်ကြတယ်အဲ့တော့သူတို့ဗနီအစ္စရေးလူမျိုးတွေရဲ့အရာကိုတမန်တော်မုဟမ္မဒ်ဆလ္လာလ္လာဟ်အလိုင်ဟိဝါဆလမ်ရဲ့အွမ်မတ်သားတွေကနေပြန်ပြီးတော့မှဆက်ခံလိုက်တော့တယ်အဲ့တော့သူတို့ကိုအလ္လာဟ်ရှင်မြတ်ကနေယာဒူးကနေဖြုတ်ချပစ်ပလိုက်တယ်ဝလာတရှ်တရူဘီအာယာတီသမနန်ကလီလာအလ္လာဟ်ရှင်မြတ်ကဆက်ပြီးတော့မိတ်နေတယ်အိုးအစ္စရေးလူမျိုးတို့တဲ့အသင်တို့ဟာအဒဗျာလေးနည်းနည်းပါးပါးလောက်ရတယ်ဆိုတာနဲ့အခုချပေးနေတဲ့ဒေသနာတော်တွေအလ္လာဟ်ဘက်ကချပေးနေတဲ့ဗျာဒိတ်တော်တွေဒေသနာတော်တွေအဲ့ဒီတရားလမ်းမှန်တွေအဲ့ဓာတွေကိုအသင်တို့ရောင်းမစားကြနဲ့အဲ့ဓာတွေကိုအသင်တို့ရောင်းစားတာမျိုးမလုပ်ကြနဲ့ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိန့်တော်မူတယ်။ဘာဖြစ်လို့လဲဆိုတော့အခုချပေးနေတဲ့တမန်တော်ကိုချပေးနေတဲ့ကုရ်အာန်အာယတ်တွေဆိုတဲ့ဟာကလည်းဒီအာယတ်တွေဟာခုနပထမတော့ပြောတဲ့သူတို့ရဲ့တောရာကျမ်းကအာယတ်တော်တွေကိုပြန်ပြီးတော့ထောက်ခံပေးနေတာအဲ့တော့ထောက်ခံပေးနေတဲ့ဟာတွေကိုပဲအဲ့ဓာတွေကိုသူတို့ကအတပြာအနေနဲ့ပါပါယူပြီးတော့မှညှင်းဆန်ကြတယ်ဆိုလိုတဲ့သဘောကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ခေတ်မှာလူတိုင်းသိကြတယ်ဒီနေ့ RK ပေးလို့ရှိရင်အများကြီးလုပ်လို့ရတယ်ဆိုတဲ့ဟာတွေပေါ့အဲ့တော့ဒီနေ့ကဘာတစ်ခုလုံးမှာလည်းပဲရှိနေတယ်အာနာဖိအားနဲ့ပဲဖြစ်ဖြစ်ငွေဖိအားနဲ့ပဲဖြစ်ဖြစ်အဲ့ဒီမှာအဖွဲ့အစည်းတစ်ခုလုံးကိုဝယ်ပစ်တာတို့ဖတ်တဝါတွေပြောင်းပစ်တာတို့ဆိုတဲ့ဒီလိုပုံစံမျိုးတွေဟာဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းမြင်နေရတယ်
ပုံမှန်တခြားသူတွေကိုပြောရင်မပိုင်မှုပြောမယ်တကယ် heavy တထေးတယောက်ကလာပြီးတော့မှ RK ပေးလိုက်မယ်ကောင်းကောင်းသူ့ကိုထောက်စားမြောက်ပင့်ပေးလိုက်မယ်ထောက်ပံ့ပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကြတော့ပိုင်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေရတယ်အဲ့တော့အဲ့ဒီပုံစံမျိုးပဲအစ္စရေးလူမျိုးတွေဟာတမန်တော်ခက်မှာလည်းပဲဘာလုပ်တယ်လဲဆိုရင်သူတို့အစ္စရေးလူမျိုးအချင်းချင်းဂျူးဘာသာဝင်အချင်းချင်းတွေကိုမှချမ်းသာတဲ့သူတွေကမစအလာတွေလာမေးမယ်ဖာတဝါတွေလာမေးပြီဆိုတဲ့အခါကျရင်နည်းနည်းပါးပါအတပြာယူပြီးတော့မှသူတို့ကိုဘာလုပ်ပေးလိုက်လဲဆိုရင်တက်ညှပြီးတော့မှအဲ့ဒီလိုပုံစံမျိုးနဲ့လုပ်ပေးလိုက်တယ်သူတို့စီကချမ်းသာတဲ့တထေးရဲ့သားသမီးတယောက်ကခိုးလိုက်တယ်ဆိုလို့ရှိရင်ခိုးလိုက်တဲ့ဟာကတောက်ရကျမ်းတော်မှာဘလို့တောက်ရကျမ်းမှာဘလို့ပုံစံအေးယူရမယ်လို့ပါတယ်ဒါပေမဲ့အဲ့ဒီဟာကိုအဲ့လိုအေးယူလို့မရအောင်သူတို့ကအသာလေးရှော့ပေးလိုက်တယ်ရှော့ပေါ့ပေးလိုက်တယ်ရပါတယ်ဗျာကြာကျွန်တော်တို့ကြည့်လို့ပေးလိုက်မယ်ဆိုပြီးတော့ဒီလိုတွေဖြစ်ကုန်ကြတယ်ဒါပေမဲ့ငွေမပေးနိုင်ဘူးဆိုတော့လက်မထိုးနိုင်ဘူးဆိုတော့စင်ရသားတယောက်ကလာပြီဆိုလို့ရှိရင်တော့သူတို့တောက်ရကျမ်းထဲမှာဘလို့ရှိတဲ့အတိုင်းပဲအေးယူရမယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးလုပ်တယ်အဲ့တော့လာမေးတဲ့သူပေါ်မှာမူတည်ပြီးတော့မှပြန်ပြီးတော့ဖြေလိုက်တဲ့အဖြေတွေဟာတစ်ခုနဲ့တစ်ခုမတူကြဘူးဖြစ်နေတယ်ကျမ်းမှာပါနေတဲ့အကြောင်းအရာတွေကိုသူတို့ကနည်းနည်းပါးအတပြားလေးနည်းနည်းပါးယူလိုက်တယ်ယူပြီးရင်အများကြီးပဲရောင်းပစ်ပလိုက်တယ်ဒါကိုအလ္လာဟ်ရှင်မြတ်ကနေရောင်းစားတယ်ဆိုပြီးတော့မှမိတ်နေတယ်ဝလာတရှ်တရူဘီအာယာတီငါအရှင်မြတ်မိတ်ထားသောဒေသနာတော်တွေကိုမင်းတို့ရောင်းမစားကြနဲ့သမနန်ကလီလာအတပြားနည်းနည်းပါးပါးလေးနဲ့ပေါ့ဆိုလိုတာအတပြားနည်းနည်းပါးပါးလေးဆိုတဲ့အတိုင်းတာကဘလောက်ပဲယူများသည်ဖြစ်စေနည်းသည်ဖြစ်စေဒါအားလုံးကိုအတပြားနည်းနည်းလေးလို့ပဲခေါ်တယ်။ဘာကြောင့်လဲခေါ်ဆိုတော့အလ္လာဟ်ရှင်မြတ်ရဲ့ပြစ်ဒဏ်ကြလာပြီဆိုတဲ့အခါကျရင်အလ္လာဟ်ရှင်မြတ်ရဲ့ပြစ်ဒဏ်ကပိုကြီးလိမ့်မယ်။သူရတဲ့ဥစ္စာပစ္စည်းတွေကဘလောက်ပဲဘီလီယံပေါင်းမြောက်များစွာဖြစ်နေပြီလေစီနည်းနည်းလေးပဲဖြစ်တယ်။အဲ့ဒါကြောင့်အလ္လာဟ်ရှင်မြတ်ကဒါကိုအတပြားနည်းနည်းလေးနဲ့မယောင်းစားနဲ့ဆိုပြီးပြောနေတာ။အတပြားနည်းနည်းလေးနဲ့မဟုတ်အများကြီးယူလဲအတပြားနည်းနည်းလေးထဲမှာပဲအကျုံးဝင်မှာပဲဖြစ်တယ်။ဝအီယာယဖတ်တကူန်ရှေ့ဆက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကမိတ်နဲ့အသင်တို့ကြောက်မယ်ဆိုရင်ငါအရှင်မြတ်ကိုပဲကြောက်ငါအရှင်မြတ်ဆိုတာကလည်းပဲမင်းတို့ရဲ့တောရကျမ်းထဲမှာပါတဲ့အရှင်မြတ်ကလည်းငါပဲကုရ်အာန်ကျမ်းထဲမှာပါတဲ့အရှင်မြတ်ကလည်းငါအရှင်ပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့မင်းတို့နည်းနည်းငါ့ကိုကြောက်ကြတဲ့အတွက်ကြောင့်မလို့မင်းတို့တရားလမ်းမှန်အတိုင်းပဲသွားကြဆိုပြီးတော့မှအလ္လာဟ်ရှင်မြတ်ကနေမိတ်နေတယ်ဝလာတလ်ဘစ်လ်ဟက်ဘ်ဘီလ်ဘာတီလ်ဝတကတုမလ်ဟက်ဝအန်တုမ်တအလမူန်ရှေ့ဆက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိတ်နေတယ်မင်းတို့ဟာဓမ္မနဲ့အဓမ္မကိုမတိမတာလေးရောစလိုက်တဲ့ဟာမျိုးပေါင်းညှက်ပြီးမရိုက်ကြနဲ့ဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးအလ္လာဟ်ရှင်မြတ်ကနေမိတ်တယ်အဲ့တော့ဓမ္မဘာလဲဆိုတာလဲသူတို့ရဲ့ပညာရှင်တွေသိတယ်အဓမ္မဘာလဲဆိုတာလဲသူတို့ရဲ့ပညာရှင်တွေသိတယ်အဲ့ဒီဓမ္မနဲ့အဓမ္မခွဲကြတဲ့စံချိန်စံညွှန်းတွေဟာတောရကျမ်းထဲမှာလည်းပဲပါထားပြီးသားပဲအဲ့တော့ပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအခုနောက်ဆုံးနဗီအနေနဲ့ပွင့်လာပြီအဲ့ဒီတမန်တော်ပွင့်မယ်ဆိုတဲ့ဟာကလည်းတောရကျမ်းထဲမှာပါထားပြီးသားနောက်ဆုံးနဗီပွင့်လိမ့်မယ်အဲ့ဒါနဗီတိုင်းကအမြဲတမ်းလို့အမြဲတမ်းထည့်ပြီးတော့ကြီးညာလေးရှိတယ်ငါရဲ့နောက်ပိုင်းမှာငါထက်အင်အားကြီးတဲ့နဗီတစ်ပါးလာလိမ့်မယ်အဲ့ဒီနဗီကိုမင်းတို့ယုံကြည်ရပါရဲ့ယုံကြည်ကြဆိုပြီးတော့ဒါနဗီတိုင်းဟာအမြဲတမ်းလို့မှာခဲ့တယ်တောရကျမ်းထဲမှာလည်းနေရာတော်တော်များများမှာတမန်တော်မြတ်နဲ့ပတ်သက်ပြီးတော့အသိပေးခဲ့ပြီးသားဒါအဲ့ဒါတွေအားလုံးကိုသူတို့သိတယ်ဒါပေမဲ့တကယ်သိပြီးတမန်တော်ပွင့်လာပြီဆိုတဲ့အခါကျတော့ဟာဒါတမန်တော်ငါတို့ကျမ်းထဲမှာပါတဲ့ပုံကိုမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးလေးနဲ့လွယ်လေးညင်းဆန်ကြတယ်နောက်လိုက်အဝမ်နေလို့ပြောတဲ့နောက်လိုက်တွေကကြတော့တိတ်မသိတော့သူတို့ရဲ့အာလင်တွေကိုလာမေးတယ်လာမေးပြီဆိုတဲ့အခါကျရင်သူတို့ရဲ့တတ်သိပညာရှင်ကျမ်းတက်ပုံကိုတွေကကြတော့ဘာလို့တလဲဆိုရင်ဟာဒီဟိုငါတို့ကျမ်းထဲမှာပြောတဲ့ပုံကိုမဟုတ်ဘူးဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့ပယ်ချကြတယ်အဲ့တော့ဒါဓမ္မကိုအဓမ္မနဲ့ဒါဘာလို့ကြလဲလို့ဆိုလို့ရှိရင်အตาလေးမတိမတာလေးလဲလိုက်ကြတာလှည့်လိုက်ကြတာအဲ့တော့ဓမ္မကိုအဓမ္မနဲ့လှည့်တာမျိုးတွေမလုပ်ကြနဲ့ပေါင်းဆက်ပြီးတော့မှယောသမမှွေမလုပ်ကြနဲ့ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကမိတ်တယ်ဝတကတုမလ်ဟက်ဝအန်တုမ်တအလမူန်ရှေ့ဆက်ပြီးတော့အလ္လာဟ်မိတ်နေတယ်မင်းတို့တိရင်းနဲ့ဓမ္မကိုဖုံးကွယ်တာမျိုးမလုပ်ကြနဲ့ဆိုလိုတာတမန်တော်မြတ်ဒီဒါအစစ်အမှန်တမန်တော်မိတ်နေတဲ့အာယတ်တော်တွေကလည်းပဲတောရကျမ်းနဲ့ကိုက်နေတယ်ကိုက်နေပါလျက်နဲ့ဓမ္မဘာလဲဆိုတာကိုမင်းတို့သိတယ်တိရင်းနဲ့မင်းတို့ကကို့မျိုးနွယ်တွေကမဟုတ်လို့တမန်တော်ဒီသူတို့မျိုးနွယ်တွေကမဟုတ်ဘူးဆိုတာကသူတို့ရဲ့အမြင်မှာသူတို့မျိုးနွယ်တွေကမဟုတ်တာအလ္လာဟ်ရှင်မြတ်ရဲ့အရှုထောင်ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့တမျိုးနွယ်တွေပဲဘယ်လိုတူတာလဲအခုနကျွန်တော်ပြောပြပြီးတမန်တော်ယာကုဘ်အလိုင်ဟိဆလမ်ရဲ့အဖေကတမန်တော်အစ္စဟာအလိုင်ဟိဆလမ်နဲ့အစ္စမာအီလ်အလိုင်ဟိဆလမ်နဲ့ညီကိုအရင်ဖအေတူမအေကွဲညီကိုအရင်
ဒါဆိုလို့ရှိရင်အစ္စဟာကအလိုင်စလမ်ရဲ့သားစဉ်မြေးဆက်နဲ့အစ္စမာအီလ်အလိုင်စလမ်ရဲ့သားစဉ်မြေးဆက်ဆိုတာဒါကလည်းဒါဆွေမျိုးသားချင်းတွေပြန်တော်တာပဲဒါပေမဲ့သူတို့ကခုနပြောသလိုမျိုးသူတို့ရဲ့အစ္စရေးလူမျိုး12မျိုးနွယ်အဲ့ဒီ12မျိုးနွယ်စုတွေကမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့မှသူတို့ကတမန်တော်ကိုလက်မခံခြင်းဘူးအော်ဒါသူတို့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ဒါသူတို့မျိုးနွယ်ကမဟုတ်ဘူးဒါပေမဲ့အထက်ကိုပြန်ဆက်မယ်ဆိုတဲ့အခါကျရင်တမန်တော်ယာကုပ်အလိုင်စလမ်ရဲ့ဒါဘာတော်မလဲဆိုရင်ဦးလေးတော်တယ်တမန်တော်အစ္စမာအီလ်အလိုင်စလမ်ကတမန်တော်ယာကုပ်အလိုင်စလမ်ရဲ့ဦးလေးတော်တယ်ဦးလေးတော်တယ်ဆိုတော့ဦးလေးကနေမွေးလာတာဆိုရင်ဒါတမန်တော်ယာကုပ်အလိုင်စလမ်ရဲ့ဒါဆိုလို့ရှိရင်သားစဉ်မြေးဆက်နဲ့ဒါဆွေမျိုးသားချင်းတွေပဲတော်တယ်ဝမ်းခွဲတွေပဲတော်တယ်အဲ့ဒီလိုဝမ်းခွဲတွေတော်တဲ့အနေထားမြန်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့မျိုးနွယ်စုကပဲဖြစ်တယ်ဒါပေမဲ့သူတို့ကလက်မခံလို့ဘူးအဲ့တော့လက်မခံလို့တဲ့အတွက်ကြောင့်ဘာလို့လဲဆိုရင်တိတိနဲ့ပယ်ချငါတို့12မျိုးနွယ်စုတွေကမဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးပယ်ချအဲ့ဒါကိုအလောရှင်မြတ်ကနေမိတ်နေတယ်မင်းတို့တိတိကြီးနဲ့ဓမ္မကိုဖုံးကွယ်တာမျိုးမလုပ်ကြနဲ့ဆိုပြီးတော့အလောရှင်မြတ်ကနေမိတ်တော်မူတယ်အဲ့တော့အဲ့ဒီလိုမိတ်ပေမဲ့လည်းပဲသူတို့ရဲ့မျိုးနွယ်သူတို့ရဲ့ဟိုအဝမ်တွေကိုဘာလို့တယ်လဲဆိုလို့ရှိရင်တို့ကဒီတိုင်းပဲအာရမတွေကိုပဲပြန်ပြီးတော့မှရှင်းပြကြတယ်ပေါ့